ကျွန်တော်နဲ့သူမကြားကကွာဟချက်က အရန်ကြီးမားခဲ့တယ်ဒါပေမဲ့ကျွန်တော်ကတော့သူမနောက်ကိုမရက်မနာလိုက်ခဲ့တယ်မနက်တိုင်း9 နာရီထားပြီးသူမအတွက်မနက်စာဝယ်ဖို့စားတောက်ဆောင်ကိုပြေးသွားတယ်စာသင်ခန်းထဲမှာသူမအတွက်အကောင်းဆုံးနေရာရအောင်2 နာရီစောပြီးသွားဆောင်တယ်ညတွေမှာအိတ်မပျော်ပဲမကျွမ်းကျင်တဲ့စာလေးတွေရေးပေးခဲ့တယ်ရိုးသားမှုအပြည့်နဲ့ရေးထားတဲ့စာတွေပါကျွန်တော်စဉ်းစားမိသမျှအရာအလုံးကိုစူးစမ်းခဲ့တယ်ဒါပေမဲ့သူမကအေးဆက်နေလို့မယ်တခါတလေပြန်ပြေးတယ်ဒါပေမဲ့အမြဲတမ်းယဉ်ကျေးတဲ့အကွာအဝေးတစ်ခုနဲ့ပဲလက်လျှော့ကျင်တဲ့အချိန်တွေအများကြီးရှိခဲ့တယ်ဒါပေမဲ့သူမကိုမြင်လိုက်တိုင်းမျောလင်းချက်ကပြန်ပြီးမိထပ်တတ်တယ်ဘယ်တော့မှမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အချိန်မှာပဲဘွဲရခါနီသူမကရုတ်တရက်ရက်ဆိုပြောခဲ့တယ်ကျွန်တော်ပြောလို့ကောင်းကင်ပေါ်တက်နေတယ်လို့ဖြစ်ခဲ့တယ်ကျွန်တော်ရဲ့ယူသားမှုကနောက်ဆုံးတော့သူမနှလုံးသားကိုထိသွားပြီလို့ထင်ခဲ့တယ်သူမကိုပျော်ရွှင်အောင်ကျွန်တော်ရှိသမျှအရာအလုံးပေးမယ်လို့တိတ်လေးကတိပေးခဲ့တယ်သူမစိတ်နာရမယ့်အချိန်တစ်စက္ကန့်တောင်မဖြစ်စေရဘူးလို့ဒါပေမဲ့အခုပြန်ကြည့်ရင်အဲ့ဒီအချိန်ကကျွန်တော်ဟာတကယ်ကိုမိုက်မဲတဲ့သူပဲသူမကမလှုပ်ရှားခဲ့ဘူးသူမလိုချင်တာကဒီလိုကိုညင်းဖို့အကာအကွယ်တစ်ခုသာဖြစ်ခဲ့တယ်ပြီးတော့ကျွန်တော်ကအတိအကျတင့်တော်တဲ့ရွေးချယ်မှုဖြစ်ခဲ့တယ်သူမကိုအပြည့်အဝချစ်နေတဲ့သူအာနာမရှိဩဇာမရှိသူမကိုဘာမှမထိခိုက်စေနိုင်တဲ့သူကျွန်တော်တို့မင်္ဂလာပွဲကမြို့တစ်မြို့လုံးပြောကြတဲ့အထိကြီးကျယ်ခဲ့တယ်ဒါပေမဲ့မင်္ဂလာညမှာပဲသူမကခွဲနေဖို့သဘောတူစာချုပ်ကိုကျွန်တော်လက်ထဲထည့်ပေးခဲ့တယ်သူမမှာလူနဲ့အတူမအိတ်နိုင်တဲ့ယောဂရှိတယ်လို့ပြောခဲ့တယ်ပြီးတော့ကျွန်တော်ယုံခဲ့တယ်12တိတိအပြင်လူတွေမျက်စိထဲမှာတော့ကျွန်တော်တို့ကစံပြဇနီးမောင်နှံယဉ်ကျေးတယ်ချစ်ခင်ကြတယ်ပြည့်စုံတယ်ဒါပေမဲ့အောက်ကအမှန်တရားကိုကျွန်တော်တယောက်ပဲသိတယ်အပြင်ကနေပြည့်စုံတယ်လို့ထင်ရတဲ့ဒီအိမ်တော်ကြီးဟာအတွင်းကနေပုံနေခဲ့တာကြာပြီသူမကကျွန်တော်ဘဝအကြောင်းတစ်ခါမှစိတ်ဝင်စားခဲ့ဘူးအလုပ်ပင်မလားဆိုတာတော့မမေးခဲ့ဘူးကျွန်တော်မွေးနေ့ကိုတော့မမှတ်မိဘူးကျွန်တော်အသက်ဘယ်လောက်ရှိပြီဆိုတာတော့မသိဘူးအိမ်တအိမ်ထဲမှာနေခဲ့ကြပေမဲ့အရန်ရင်းနှီးတဲ့သစိမ်းတစ်ယောက်လိုဖြစ်နေခဲ့တယ်နှွေးထွေးတဲ့ထမင်းတစ်နက်တောင်အတူမစားခဲ့ရဘူးညတိုင်းအမှောင်ထဲမှာမအိမ်နိုင်ပဲဘာလို့ဒီလောက်ထိပေးဆက်ခဲ့ရတာတော့ပြန်ရလာတာဘာမှမရှိတာလဲဆိုတာနားမလည်နိုင်ခဲ့ဘူးတုတ်ပြန်မှုတေးသေးလေးတောင်မရှိခဲ့ဘူးသူမကတဘာဝအတိုင်းအေးဆက်တာပဲအချိန်ကြာရင်ကောင်းလာမှာပါလို့ကိုလိန်ညာခဲ့တယ်ဒါပေမဲ့10 နှစ်ကြာသွားလဲဘာမှမပြောင်းလဲခဲ့ဘူးကျွန်တော်တယောက်တည်းတယောက်ဆောင်နေတဲ့ဇက်ပွဲတစ်ခုမှာ10 နှလုံးပါဝင်နေခဲ့တာပြီးတော့ကျွန်တော်မောနေပြီအသက်ရှူရှိကြီးတစ်ချက်ချပြီးအဲ့ရဘောကနေထိုင်လိုက်တယ်ဒီအကြောင်းတွေဆက်မစင်းစားတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်မဟုတ်ရင်သူမစီပြန်သွားမိမှကြောက်တယ်ချစ်လို့မဟုတ်ဘူးသူမရဲ့ပကုံးကိုကင်ပြီးမင်းနှလုံးသားကတကယ်ကြောက်တုံးနဲ့လှုပ်ထားတာလားလို့အဖြေတောင်းချင်လို့လူတယောက်ကိုဒီလောက်ထိ6တွေ့သွားအောင်စုပ်ယူပြီးဘာမှမခံစားရပဲဘယ်လိုနေနိုင်တာလဲဖုန်းကိုဖွင့်ပြီးသတင်းတွေကြည့်လိုက်တော့ miss call နဲ့ messages တွေအများကြီးဝင်လာတယ် Ashley သူမမိဘတွေပြီးတော့အမြဲမာနာကြီးနေတဲ့သူမညီမကစီကအားလုံးကတမျိုးတည်းပဲ Ashley ကိုပြန်သွားတောင်းပန်လိုက်ကျွန်တော်ကပဲအမှားလုပ်ထားတယ်လို့မျိုးအေးဆက်ရေးလိုက်ပြီးအဲ့ဒီနံပါတ်တွေအကုန် block လိုက်တယ်သူတို့ကကျွန်တော်ကိုဘယ်တော့မှမလေးစားခဲ့ဘူး Ashley ရဲ့နောက်ကတွဲနေတဲ့လူတယောက်လိုပဲမြင်ခဲ့ကြတယ်အဲ့ဒီအချိန်မှာမသိတဲ့နံပါတ်တစ်ခုက message ဝင်လာတယ် Mr. Chen အားလားအရက်ထွက်တော့ရအောင် Natalie ဆိုပြီးလက်မှတ်ထိုးထားတယ်ဘလို့ကျွန်တော်နံပါတ်ရသွားလဲမသိပေမဲ့အဲ့ဒီ message ကတညလုံးအတွင်းကျွန်တော်ရရှိခဲ့တဲ့တစ်ခုတည်းသောနှွေးထွေးမှုဖြစ်ခဲ့တယ်အမှောင်ထဲကိုဝင်လာတဲ့အလင်းတစ်ဆက်လိုပဲရွှေလို့ပြန်ပို့လိုက်တယ်နိုင်ဝက်လောက်ကြာတော့ model အနီးကဘာတစ်ခုတည်းဝင်သွားပြီး Natalie ကိုတွေ့လိုက်တယ်သူမက beige coat လေးဝတ်ထားပြီးစပင်းတွေကိုတဘာဝအတိုင်းချထားတယ်မိတ်ကပ်တစ်စက်မှမလိမ့်ထားပေမဲ့အလှပြင်ထားတဲ့မိန်းကလေးတွေထက်ပိုလှနေတယ်ကျွန်တော်ကိုမြင်တော့ပြုံးလိုက်တယ်အားချိုင်လေးနှစ်ခုပေါ်လာပြီးကြည့်ုံနဲ့စိတ်အေးသွားစေတယ်ရှင်မလာဘူးထင်နေတာသူမနူးနူးညံ့ညံ့ပြောလိုက်တယ်ကျွန်တော်ထိုင်ကုန်ဆွဲပြီးထိုင်လိုက်တယ်အတန်ကတော့မတိလိုက်ပဲနူးညံ့သွားတယ်ဘာလို့လဲဇနီးနဲ့ရန်ဖြစ်ပြီးတခြားမိန်းကလေးနဲ့အရက်လာတောင်းမဲ့လူမျိုးမထင်လို့သူမကကျွန်တော်အခြေအနေကိုမင်းမြန်စုံစမ်းနေတယ်လို့မခံစားရပဲတစ်ချက်တည်းနားလဲသွားခဲ့တယ်အဲ့ဒါကနှွေးထွေးမှုအစ်စ်ပဲကျွန်တော်ခဏတိတ်သွားပြီးနောက်တော့တဲ့ပဲပြောလိုက်တယ်ရန်ဖြစ်တာမဟုတ်ဘူးကျွန်တော်တို့ကွာရှင်းလိုက်ပြီအဲ့ဒီစကားကိုပြောထုတ်လိုက်တဲ့အချိန်10 နှလုံးရင်ဘက်ပေါ်ဖိထားတဲ့ကြောက်တုံးကြီးနောက်ဆုံးတော့ရောကျသွားတယ်လို့ခံစားရတယ်နာကျင်မှုတော့ကြံနေသေးတယ်ဒါပေမဲ့ပထမဆုံးအချိန်လွတ်မြောက်တယ်လို့ခံစားရတယ်Natalie ကလည်းကျွန်တော်ဒီလောက်တိုက်ရိုက်ပြောမယ်မထင်ထားဘူးစိတ်မကောင်းပါဘူးသူမနူးညံ့စွာပြောလိုက်တယ်ရှင့်ကိုရေးကိုတာတဲ့ဝင်ပြီးသွားရင်ရပါတယ်ကျွန်တော်ကောင်းခါပြီးအရက်တစ်ခွက်လောင်းလိုက်တယ်မကြခင်တစ်မျိုးလုံးတည်သွားမှာပဲစမီသားစုရဲ့ဩဇာနဲ့ဆိုကျွန်တော်နဲ့ Ashley ကွာရှင်းတဲ့တဲ့တင်ကမနေ့ကဆို business headlines တွေမှာပါလာတော့မှာပြီးတော့လူတိုင်းက Wang Chen ဆိုတဲ့လူဟာဇနီးရဲ့အရှိန်ဝါနောက်ကပ်ပြီးနေခဲ့တဲ့သူအခုတော့ပြစ်ချခံလိုက်ရပြီလို့ပြောကြတော့မယ်အဲ့ဒီအတွင်းနဲ့ကျွန်တော်ခါးသီးစွာပြုံးလိုက်ပြီးအရက်တစ်ခွက်လုံးတစ်ချက်တည်းတောက်ချလိုက်တယ်အရက်ရဲ့ပူလောင်မှုကလေချောင်းကိုဖြတ်ပြီးဗိုက်ထဲထိဆင်းသွားပြီမဲ့ရင်ထဲမှာရှိနေပြီးသားနာကျင်မှုကိုတော့မထိနိုင်ခဲ့ဘူးအဲ့ဒီနာကျင်မှုက10 နှလုံးသားတစ်ခုလုံးပေးဆက်ခဲ့ပြီးနောက်ဆုံးမြေကြီးပေါ်ပြစ်ချခံလိုက်ရတဲ့နာကျင်မှုဖြစ်တယ်